ကဲအားလုံးကိုကျွန်တော်ကတော့ FZ V3 ရဲ့ Enjoy သွားတဲ့လမ်းကြောင်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ် Enjoy ကအောက်မှာစကားစစ်ကအထိုင်အောက်မှာချထားတယ်အဲ့ဒါပြီးရင်ပန့်ထဲကိုဝင်တယ်ပန့်မှာတစ်ဆင့်ကလပ်အောင်နဲ့မြင်းလေးဆိုင်ပေါက်ကနေပြီးတော့ကလပ်အောင်မှာတက်ဆင်ထားတဲ့ဖစ်တာတွေကိုဝင်သွားပါမယ်ဖစ်တာအောင်ပေါ့နော်အဲ့ဖစ်တာအောင်မှာတစ်ဆင့်ကျွန်တော်တို့ကရိုင်းချက်နဲ့ဆွတ်ထားတဲ့ YC လေးရှိရနော်အဲ့ဒါနေပြီးတော့အဲ့ YC ကမှတစ်ဆင့်ကရိုင်းချက်ထဲကို Enjoy တွေကိုပန့်လှုပ်ပေးမှာဖြစ်ပါတယ်အဲ့ကရိုင်းရှက်ကနေပြီးတော့ကျွန်တော်ကဒီအင်ဂျင်ဂျန်ပေါ့နော်အင်ဂျင်ဂျန်ကနေတက်မယ်အင်ဂျင်ဂျန်ကနေတက်တဲ့ချိန်မှာ3လမ်းပို့ပါတယ်ပထမလမ်းကတော့ကရိုင်းကိုဖမ်းပေးဖို့အတွက်အဲ့မှာပန်းပေါက်ကလေးတစ်ခုပါတယ်တိတိလေးပါနော်အဲ့ကလေးတစ်ချောင်းစာပဲဝင်ပါတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကကလပ်အုံထဲကိုကလပ်ပြားတွေအတွက်ဖမ်းပေးဖို့အတွက်ကိုလည်းပို့ပေးပါတယ်အဲ့နေရာမှာ gasket ကလေးကိုယူဆိုင်ပေးပါ gasket အပေါက်မှားနေတာတွေဖြစ်တတ်ပါတယ်အဲ့ဒါမှကျွန်တော်တို့ကကလပ်အုံထဲကိုအင်ဂျင်ဝိုင်းတွေဖမ်းပေးမယ်အဲ့ဒါပြီးရင်ကျွန်တော်ကဘာလုပ်မလဲဆိုရင်ဟက်ဖိုးတိုင်ကနေပြီးတော့အပေါ်လမ်းကြောင်းကိုတက်မယ်အပေါ်လမ်းကြောင်းတက်တဲ့ချိန်မှာဟက်ဖိုးတိုင်မှာတစ်ဆင့်ကျွန်တော်တို့အဖိုးနိုင်မှာတစ်စင်းကျွန်တော်ဘယ်ထဲဝင်လဲဆိုရင်ကင်းမရှက်အထိုင်ဘောသေးဘက်ပေါ့နော်ကင်းမရှက်အထိုင်ဘောသေးဘက်ထဲမှာအပေါက်သေးသေးလေးပါပါတယ်အဲ့သေးသေးလေးကနေပြီးတော့ကင်းမရှက်ထဲကိုစီတွေဖြန်းပေးမှာဖြစ်ပါတယ်အဲ့ဝိုင်းအဲ့ကင်းမရှက်ထဲကိုဖြန်းတဲ့စီဖြန်းတဲ့ချိန်မှာကျွန်တော်တို့ကင်းမရှက်မှာဟိုပါပေါ့ဝိုင်းစည်းလေးပါပါတယ်နော်အဲ့ဝိုင်းစည်းလေးဒီချောင်းနေမဲ့ပဲ့နေမဲ့မပါခဲ့ဘူးဆိုရင်ကင်းမရှက်ထဲကိုအင်ဂျင်ဝိုင်းလုံလောက်စွာရရှိမှာမဟုတ်ပါဘူးအဲ့ဝိုင်းစည်းကိုလည်းယူဆိုင်ပေးပါနော်အဲ့ပါဇက်ဒီမှာတော်တော်များများကကျွန်တော်တို့ဟိုဖစ်တာမလဲတာတွေဖစ်တာမလဲတာတွေနောက်တစ်ခါပန်းပေါက်တွေပိတ်ဆို့တာတွေကြောင့်အတန်ကျန်းတာတွေပေါ့နော်ဘူးလာရင်အတန်ဆူတာတွေပြဿနာတက်တတ်ပါတယ်တိုင်မချင်းတွေမြန်မြန်စားမယ်ကလပ်ပြားတွေမခံဘူးကင်းမချက်တန်တွေအမြောက်လက်တိုက်ပစ်ပေါ့နော်အဲ့တန်တွေထွက်လာပါလိမ့်မယ်နော်ဒီကောင်ကျွန်တော်ဝိုင်းစည်းလေးအဲ့ဝိုင်းစည်းလေးကလည်း view site ပေးရမယ်နော်ကျွတ်နေတယ်လို့ပဲ့နေဆိုလဲပေးရမယ်သူကအဲ့ဒါမှ grind shot မှာ CC လေးဖြစ်ပြီးတော့အပေါ်သွားမဲ့လမ်းကြောင်းတွေကိုအကုန်တောက်လျှောက်လုံလောက်စွာပို့ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ game shot ကဝိုင်းစည်းလေးလည်းတင်းကျပ်နေရမှာ view site ပေးပါနော်ကျွန်တော်ကတော့ကောင်းဆက်လိုင်း EFI service ကဖြစ်ပါတယ်ဗျဒီပညာလေးလာနေတဲ့ညီကိုများပညာများတိုးပွားကြပါစေလို့ကျွန်တော်ကနေစုမကောင်းတောက်ပေးရပါတယ်ကျွန်တော်စီမှာသင်တန်းတက်ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်4426 5368ကိုဆက်သွယ်ပြီးတော့သင်တန်းတက်ရောက်နိုင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်